ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ Bell လို့အမည်ရတဲ့ကောင်လေးတယောက်ရဲ့အကြောင်းနဲ့စာတင်ထားပါတယ်။ဒီကောင်လေးမှာထူးခြားချက်တစ်ခုရှိတယ်ဗျာ။အဲ့ဒါကတော့သူညမလေးအပေါ်ထားရှိတဲ့မောင်နှမတန်ရောစင်ကတာမန်ထက်ကိုပုံပြီးထူးဆန်းနေတာပါပဲ။သူဟာသူညမလေးကိုကာကွယ်ဖို့အတွက်ဆိုရင်ဘာမဆိုလွတ်ရတဲ့သူတယောက်ပါ။ဒါပေမဲ့ဇာတ်လမ်းကတော့ထုံးစံအတိုင်းပါပဲဗျာ။သူဟာမိသားစုကနေအနှင်းထုတ်ခံလာရတဲ့အရှုံးသမားလူစားတယောက်ဖြစ်ခဲ့ရတယ်။အင်ကနေနှင်းထုတ်ခံရပြီးတဲ့နောက်မှာတော့သူဟာဖုံးကျွေးတစ်ပါးနဲ့အတူလိုက်ပါသွားပြီးပြင်းထန်တဲ့လေ့ကျင့်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။နှစ်တည်ကြာပြီးတဲ့နောက်မှာတော့ဘသူကိုမှမဆိုရင်ဆိုင်အနိုင်ယူနိုင်တဲ့အစွမ်းထက်သူတယောက်အဖြစ်အိမ်ကိုပြန်လာခဲ့တယ်။ဒါပေမဲ့သူအိမ်ပြန်ရောက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့တကယ်ကိုရင်ကွဲစရာပါပဲ။တမျိုးလုံးမီဟုံတောက်လောင်နေပြီးဖျက်ဆီးနေပါပြီ။သူ့အသက်အတန်ကာကွယ်ခြင်းခဲ့တဲ့သူ့ညီမလေးကိုရှာကွေးတဲ့အချိန်မှာတော့သူမဟာအသက်မရှိတော့ပဲနောက်ဘဝကိုတောင်ကူးပြောင်းသွားခဲ့ပါပြီ။ညီမလေးကိုဆုံးရှုံးလိုက်ရလို့ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့အချိန်မှာပဲအနောက်ဘက်ကနေအလစ်တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးဇလိုက်ကောင်လေးလည်းတေဆုံးသွားခဲ့ရပါတယ်။ဒါပေမဲ့ကန်တရားကသူ့ဘက်မှာရှိနေပုံရပါတယ်။သူပြန်လဲနိုးထလာတဲ့အချိန်မှာတော့သူတေဆုံးသွားတဲ့နေ့ကိုရောက်နေတာမဟုတ်ပါဘူး။သူ့ဘဝရဲ့အချိုးအကွေတစ်ခုထိတဲ့နတ်ဖျားလက်နဲ့ရယူရမယ့်နေ့စီကိုအချိန်ခီးသွားပြီးပြန်လဲရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။နေပါအောင်ကျွန်တော်ဇလန်းစမပြောခင်နတ်ဖျားလက်နဲ့ဆိုတာဘာလဲဆိုတာကိုအရင်ရှင်းပြပေးအောင်မယ်။ဒီကဘာမှာနတ်ဖျားလက်နဲ့ဆိုတာလူတိုင်းကင်ခွင့်ရှိတာမဟုတ်ဘူးဗျ။အထူးအခွင့်အရေးရထားတဲ့သူတွေရဲ့လက်ထဲမှာပဲတွေ့နိုင်တဲ့လက်နဲ့ဒီမှာတကယ်တော့ဒီလက်နဲ့ဒီဆိုတာလူတစ်ယောက်ရဲ့ဝိညာဉ်ကိုယုံလုံးဖော်ထားတဲ့အရာတွေဖြစ်ပါတယ်။ဒါကြောင့်လဲဒီလက်နဲ့ဒီမှာတစ်ခုနဲ့တစ်ခုမတူညီတဲ့ထူးခြားတဲ့စွမ်းရည်တွေအတီးတီးရှိနေကြတာပေါ့။ရှိတော့ကမင်းမျိုးမင်းတွေမိသားစုတစ်ခုဟာကဘာပြက်ကိန်းကြီးကိုဖြစ်စေခဲ့တဲ့ catastrophe ဒူချေလို့ခေါ်တဲ့မကောင်းဆိုးဝါးနတ်ဖျားကိုအနိုင်ယူခဲ့ဘူးတဲ့။အဲ့ဒီအချိန်ကစပြီးအဲ့ဒီမိသားစုကမွေးဖွားလာတဲ့မျိုးဆက်တွေဟာမွေးကလေးကအရာအလုံးကိုပိုင်ဆိုင်လာကြတယ်။တိုက်ခိုက်ဤအတွက်အသင့်တော်ဆုံးခန္ဓာကိုယ်တွေထူးခြားပြောင်မြောက်တဲ့တိုက်ခိုက်ဤပါရမီတွေနဲ့တကယ်ကိုမယုံနိုင်စရာကောင်းတဲ့နတ်ဖျားလက်နက်တွေကိုပေါ့ကျွန်တော်တို့ရဲ့ဇလိုက်ဟာလည်းအဲ့ဒီမိသားစုမှာပဲမွေးဖွားလာခဲ့တာပါသူဟာလည်းတနေ့မှာသူ့ပိုင်ဆိုင်တဲ့နတ်ဖျားလက်နက်ကိုဂုံယူစွာကင်ဆွဲပြီးသူရဲကောင်းကြီးတယောက်ဖြစ်လာမယ်လို့အိမ်မက်မှတ်ထဲတာပေါ့အဲ့ဒါကသူဖြစ်ချင်ခဲ့တဲ့ပုံစံမှာဒါပေမဲ့တကယ်လက်တွေမှာတော့နတ်ဖျားလက်နက်ကိုရွေးချယ်ရမယ် Oracle Ceremony နတ်ဖျားတွေခံယူပွဲရောက်တဲ့အခါမှာတော့တလောကလုံးအံ့ဩသွားသူ့မှာဘာလက်နက်မှမရှိဘူးဆိုတာကိုသိလိုက်ရပါတယ်။ဒါဟာမိသားစုသမိုင်းတစ်လျှောက်မှာပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရဖြစ်ပြီးသူဟာမိသားစုရဲ့ပထမဆုံးကြာရှုံမှုကြီးဖြစ်လာခဲ့ပါတော့တယ်။ဒီအကြောင်းကြောင့်ပဲသူဟာမိသားစုထဲမှာအနိုင်ကြဆုံးလူအဖြစ်တတ်နှက်ခံရပြီးလူကြားတဲ့အဆက်ခွာနေတဲ့အကောင်လို့အခေါ်ခံရငါနေ့တိုင်းနှိမ်ချဆက်ဆံခံရပါတယ်။ဒီမိသားစုရဲ့ဒုတိယသားဇင်းဆိုတဲ့ကောင်မှာတော့တကယ်ကိုမွေးရပါလူယုံပါဗျ။သူတို့တော့နတ်ဖျားလက်နက်မရှိတဲ့ဇလိုက်လိုမျိုးပါဒီမိသားစုမှာနေစရာမလိုဘူးလို့ယူဆထားတာဒါကိုပဲအကြောင်းပြပြီးသူဟာဇလိုက်ရဲ့မျက်နှာကိုအားရပါရထိုးကျိတ်နှိပ်စက်တော်တာပါပဲသူကတော့ဒါကိုမျက်နှာကိုခဏခဏပြုပြင်ပေးနေတာ facial harmonization မှာဆိုပြီးလှောင်ပြောင်နေသေးတာဗျအဲ့ဒီလိုနှိပ်စက်နေတာကိုဂျက်စီကာနဲ့ဆာရာတို့ကလည်းဘေးကနေကြည့်နေကြရတယ်ဂျက်စီကာတော့ဒီလိုနှိပ်စက်နေတာကိုကြည့်ပြီးသဘောကျနေပုံရပါမယ်ဆာရာကတော့ဒါကိုကြည့်မနေနိုင်ပါဘူးသူမကတခုခုဝင်လို့ဖို့ကြိုးစားပေမဲ့ဂျက်စီကာကသူမကိုခြေထိုးခါလိုက်လို့ကျန်းပင်ပေါ်လဲကျသွားရှာတယ်ဂျက်စီကာကဆာရာကိုဒီနေရာကိုခေါ်လာရတဲ့အကြောင်းရင်းကအနာဂတ်မရှိပဲအားနေတဲ့သူတွေဘာဖြစ်တတ်တယ်လဲဆိုတာကိုမျက်မြင်ကိုယ်ဝေးပြချင်လို့ပါတယ်ဗျသူတငယ်ချင်းဆာရာရဲ့ခေါင်းကိုဂျက်စီကာကခြေထောက်နဲ့နှင်းထားတာကိုမြင်တော့ဇလိုက်ကစိုးရင်သွားတာပေါ့ဒါပေမဲ့သူကိုယ်တိုင်လဲဇိန်းရဲ့ထိုးနှက်ချက်တွေအောက်မှာပြန်မခုခံနိုင်ပဲဖြစ်နေရတယ်ဇိန်းကသူတို့နှစ်ယောက်ကိုမျိုးမစစ်တွေလို့ခေါ်ပြီးစော်ကားလိုက်ပါသေးတယ်။သူတို့ဟာမယားငယ်ကမွေးတဲ့သားသမီးတွေမို့လို့တခြားသူတွေရဲ့နှိမ်ချမှုကိုနေတိုင်းခံနေရလာပါ။အရိုက်ခံရပြီးတဲ့နောက်မှာတော့ဇလိုက်ကသူဟာအားနဲ့လွတ်လို့ဆာရာကိုမကာကွယ်ပေးနိုင်ခဲ့တာကိုတောင်းပန်ရှာတယ်။ဒါပေမဲ့ဆာရာကတော့အပြုံးလေးနဲ့ပဲဘာမှမဖြစ်ဘူး။ကျမရှင့်အနာမှာအမြဲတမ်းရှိနေမှာပါလို့ကတိပေးခဲ့တယ်။ဒါပေမဲ့ဇလိုက်ကတော့ဒီလိုအခြေအနေမှာဆက်မနေချင်တော့ပါဘူး။သူကငါမှနတ်ဖျားလက်နက်မရှိပေမဲ့ငါပို့ပြီးတော့တန်ပါအောင်လုပ်မယ်ပြီးတော့ငါအသက်နဲ့ရင်းပြီးမင်းကိုကာကွယ်မယ်လို့ဆာရာကိုကတိပြန်ပေးခဲ့တယ်သူတို့နှစ်ယောက်ဖတ်နေရခြင်းမှာဆာရာကဂျေစုတင်စကားပြောနေပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ဒီကတိကိုသူမတည်နိုင်ခဲ့ပါဘူးရပ်ပိုင်းအတွင်းမှာပဲသူဟာမိသားစုကနေနှုတ်ထုတ်ခံလိုက်ရလို့ပါ
အဲ့ဒီအချိန်မှာသူဟာဒေါသတွေဝမ်းနည်းမှုတွေနဲ့အတူအော်ဟစ်ငိုကြွေးခဲ့ရတယ်။သူသိနေတာကသူမရှိရင်ဆာရာဟာအမြဲတမ်းနှိပ်စက်ခံနေရတော့မှလေ။ဒါကြောင့်သူမကိုဒီငရဲခန်းထဲကကယ်ထုတ်နိုင်ဖို့အတွက်သူဟာအစွမ်းကုန်တန်းမာလာအောင်လုပ်ရတော့မယ်ဆိုတာကိုသူကောင်းကောင်းကြီးနားလည်သွားပါတော့တယ်။ နဖျားလက်နက်ရှိတဲ့စစ်တီတော်တယောက်ကိုတာမန်လက်နက်တွေနဲ့တိုက်ခိုက်ဖို့ဆိုတာမထင်နိုင်ဘူးဆိုတာကိုဇက်လိုက်ကကောင်းကောင်းကြည့်နားလည်ထားပါတယ်။ဒါကြောင့်သူပို့ပြီးတော့တန်ပါလာဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။သူဟာစိုင်းတဆိုင်မှာရွှေတင်းကားတွေအပြည့်ပါတဲ့အိတ်ကိုပုံပေးပြီးလက်နက်အမျိုးအစားကုန်လုံးကိုတစ်ခုစီပေးပါလို့မှားလိုက်တယ်။ဆိုင်းရှင်းကတော့ဒီကောင်လေးတယောက်ထဲနဲ့စစ်ပွဲတစ်ခုဆင်နွှဲတော်မလို့လားလို့ထင်မှတ်သွားရပါတယ်။မိသားစုကနေနှင်းထုတ်ခံရပြီး2နှစ်ကြာတဲ့အချိန်မှာတော့သူဟာမြင်းတကောင်နဲ့ခရီးဆန်နေကြပါတယ်။အချိန်တွေကုန်သွားပြီမဲ့သူ့မှာနဖျားလက်နက်တော့ရှိမလာသေးပါဘူး။ဒါပေမဲ့သူ့ရှိမှာပေါ်လာတဲ့ monster တွေကိုတော့သူဝယ်ထားတဲ့လက်နက်မျိုးစုံကိုအသုံးပြုပြီးအေးအေးဆေးဆေးပဲနေနေနိုင်ခဲ့ပါတယ်။သူဟာလက်နက်အမျိုးအစားတိုင်းကိုကျွမ်းကျင်အောင်လေ့ကျင့်ထားတာကြောင့်တကယ့်ကိုကြောက်စရာကောင်းတဲ့တိုက်ခိုက်ရဲသမားတစ်ယောက်ထက်လာခဲ့ပါပြီ။သူကကျွေးမဆက်တဲ့သူတွေစီကပတ်စံတောင်းရင်သုံးဖို့အတွက်တနက်တလက်တောင်စောင်းထားသေးတာဗျ။သူ့ရဲ့တိုက်ပွဲကီးမှာတော့ခေါင်းစွပ်ခြုံထားတဲ့လူတစ်ယောက်ကသူ့ကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီလူကမင်းကအမြဲတမ်းဒီလက်နက်တွေအကုန်လုံးကိုတဲသွားနေတာလားလို့မေးလိုက်ပြီးဒါဟာနဖျားလက်နက်မရနိုင်တဲ့သူတယောက်ရဲ့အားငယ်မှုလားလို့မေးခွန်းထုတ်ခဲ့တယ်။တကယ်တော့အဲ့ဒီလူဟာသူယုံကြည်လို့ရမယ်သူတနေ့မှသူရဲကောင်းကြီးဖြစ်လာမယ်သူကိုရှာဖွေနေတာပါ။စကားပြောနေရင်နဲ့ယုံတည့်ရဲ့အဲ့ဒီလူရဲ့လက်ထဲမှာပြင်းထန်တဲ့အပြားရောင်အလင်းတန်းတွေထွက်ပေါ်လာပြီးဇက်လိုက်စီကိုပြစ်လွှတ်လိုက်တယ်။ဇက်လိုက်ရဲ့ရှေ့မှာတောက်ပနေတဲ့အရာတစ်ခုပေါ်လာတာပေါ့။အစားကတော့လက်နက်တစ်ခုလိုထင်နေပေမဲ့တေချာကြည့်လိုက်တော့မှသူရရှိလာတာကဓာတ်တလက်မဟုတ်ပဲဓာတ်အိမ်တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့အာဝါလွန်လွတ်ခေါ်တဲ့နဖျားဓာတ်အိမ်ကြီးပဲဖြစ်ပါတယ်။ DPC ကအသုံးပြုသူရဲ့နဖျားလက်နက်တွေကိုတင်စီထားနိုင်တဲ့အပြင်တခြားသူစီကိုလည်းလွှဲပြောင်းပေးနိုင်တဲ့အစွမ်းရှိတယ်။မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းလာခဲ့တဲ့ဒီဓာတ်အိမ်ထဲမှာတမိုင်းတစ်လျှောက်အစွမ်းအထက်ဆုံးပုဂ္ဂိုလ်9ဦးရဲ့လက်နက်တွေကိန်းအောင်နေတာပါ။ဇလိုက်ကတော့ဒီထူးခြားတဲ့ပစ္စည်းကိုအပြည့်အဝကျွမ်းကျင်အောင်လေ့ကျင့်ကိုစိတ်ပိုင်းချက်လိုက်တော့ပါတယ်။ အဲ့ဒီဖြစ်ရပြီးလို့3နှစ်ကြာတဲ့အခါမှာတော့ဇက်လိုက်ဟာသူ့ရဲ့ဆရာနဲ့အတူရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကောင်းကင်ရံကနေနဂါကြီးတကောင်ဟာဒေါသတကြီးနဲ့ပြန်တန်းလာပြီးသူတို့စီကိုဥတီတိုက်ခိုက်ဖို့ပြန်နေတာပေါ့။နဂါကြီးဟာကဘာပေါ်ကတက်ရှိမှန်သမျှကိုပြာဖြစ်သွားအောင်မီးတောက်တွေနဲ့မှုန်ထုတ်ဖို့ပြန်နေပေမဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ကတော့နည်းနည်းလေးမှတုံလုတ်ခြင်းမရှိပါဘူး။သူဟာချက်ချင်းပဲအာဗာလွန်ကိုဆင့်ခေါ်လိုက်တဲ့အခါသူ့လက်ထဲမှာအဖြူရောင်ဓာတ်အိမ်ကြီးပေါ်လာပါတယ်။သူဟာဓာတ်တလက်ကိုဆွဲထုတ်တော့မဲ့ပုံစံနဲ့အာယုံစိုက်လိုက်ပြီးအမိန့်ပေးလိုက်တဲ့အခါအာခီလိစ်ရဲ့ဒိုင်းဟာသူ့လက်ထဲမှာပေါ်လာပါတော့တယ်။ဒီဒိုင်းဟာနဂါရဲ့ပြင်းထန်တဲ့မီးတောက်တိုက်ခိုက်မှုကိုအေးအေးဆေးဆေးကာကွယ်ပေးနိုင်လောက်တဲ့အထိအစွမ်းထပ်ပါတယ်။ကာကွယ်ပြီးပြီဆိုတော့တိုက်စစ်စင်ဖို့အတွက်သူဟာမိုးချိုးတူကိုထပ်မံဆင့်ခေါ်လိုက်ပြီးနဂါကြီးဘော်ကိုခုံတက်ကပြင်းထန်တဲ့ထိုးနှက်ချက်တကူပေးလိုက်ပါတယ်။အဲ့ဒီတစ်ချက်ထဲနဲ့တဲ့နဂါကြီးရဲ့ခေါင်းဟာမြေကြီးဘော်ကိုဝုန်းကနေပြုတ်ကျသွားပြီးပွဲပြဲသွားပါတော့တယ်။ဆရာဖီတူကဇက်လိုက်ကိုမင်းအာဗာလွန်ကိုအပြည့်အဝကျွမ်းကျင်သွားပြီအခုဆိုရင် S level စစ်တဲတော်တွေတောင်မင်းကိုတားနိုင်မှာမဟုတ်ဘူးညီမလေးကိုတွားချီတော့လို့ခွင့်ပြုလိုက်ပါတယ်9နှစ်တိုင်တိုင်မိသားစုကနေခွဲခွာခဲ့ရတဲ့ဇက်လိုက်ဟာအခုတော့သူ့ညီမလေးကိုကေတင်ဟိုအစွမ်းအစတွေအပြည့်ရှိနေပါပြီသူဟာစာရာတယောက်ဘေးကင်းပါစေလို့ဆူတောင်းရင်းနဲ့အိမ်ကိုအမြန်ဆုံးပြန်လာခဲ့ပြီမယ်သူရောက်သွားတဲ့အချိန်မှာမြင်လိုက်ရတာကတော့တနယ်လုံးမီးဟုံးဟုံးတောက်နေတဲ့မြင်ကွင်းပါပဲဒါဟာတခြားနယ်ကကျူးကျော်လာတဲ့ဖီတွင်းစစ်ပွဲကြီးဖြစ်နေတာပါသူဟာနန်းတော်တွေကိုအသေးအတန့်ပြေးဝင်သွားပြီးညီမလေးကိုရှာဖွေခဲ့ပါတယ်နောက်ဆုံးမှာတော့တကားတစ်ချက်ကိုဖွင့်လိုက်တဲ့အခါကျမ်းပြင်ပေါ်မှာသွေးအိုင်တဲ့လဲနေတဲ့ဆာရာရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရပါတယ်သူဟာညီမလေးကိုပွဲချီထားရင်းနဲ့သူ့ရဲ့ဂတိကိုမတီးနိုင်ခဲ့တာကြောင့်အသေးကွဲမတက်အော်ဟင်ကိုကျွေးနေမိတာပေါ့အဲ့ဒီအချိန်မှာပဲအနောက်ကနေပြင်းထန်တဲ့စွမ်းအင်တစ်ခုကသူ့ရဲ့ရင်ဘတ်ကိုဖောက်ထွက်သွားပါတယ်အဲ့ဒီလူဟာ S level ရှိတဲ့စစ်တဲတော်တူဖြစ်ပြီးဇက်လိုက်ကိုမှတ်မိနေပုံရပါတယ်။သူဟာဇက်လိုက်ကိုတတ်ဖို့ဓားကိုမြှောက်တဲ့အချိန်မှာဇက်လိုက်ဟာဒဏ်ရာတွေနဲ့အားနေနေတာကြောင့်ဘာမှမခုခံနိုင်တော့ပဲတေခြင်းတရားကိုရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ် လိုနဲ့ရရဆက်ဆက်အသက်ခံလိုက်ရပြီးလဲနောက်မှာတော့ဇက်လိုက်ဟာထူးဆန်းစွာနဲ့ပဲဖုံးကြီးရှေ့မှာပြန်လဲနှုတ်ထလာပါတယ်။သူဟာမိသားစုရဲ့ဖျားเจ้าတွေကမန်စီရွှေချလက်ရပြီးကိုကြည်ရင်းနဲ့ဒါဟာသူသေဆုံးခဲ့တဲ့နေရာမဟုတ်မှန်ချက်ချင်းသိလိုက်တယ်။အခုသူရောက်နေတာကသူငယ်စဉ်ကနတ်ဖျားလက်နိုင်မိချေခွဲလုခဲ့တဲ့အခမ်းအနားစီကိုပါဇက်လိုက်ဟာသူအချင်းခီးသွားပြီးအတိတ်ကိုပြန်ရောက်လာပြီဆိုတာသဘောပေါက်သွားတယ်အရင်ဘဝကတော့ဒီအချိန်မှာသူဟာဘာလက်နက်မှမရခဲ့ပဲနင်းထုတ်ခံခဲ့ရတာပေါ့ဒါပေမဲ့ဒီတစ်ခါမှာတော့မမျော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်
သူ့ရှေ့မှာပေါ်လာတာကအရင်ဘဝကသူအသက်အတန်လေ့ကျင့်ခဲ့ရတဲ့ Avalon ဓာတ်အိမ်ကြီးဖြစ်နေတာပါပဲဇက်လိုက်ကတော့ဝမ်းသာသွားပြီးဒီတစ်ခါတော့ဒီဆွမ်းအားနဲ့ငါကန်ကျမကိုပြောင်းလဲပြစ်မယ်လို့ကြေးငွားလိုက်ပါတယ်ဖုန်းကြီးကတော့ဓာတ်အိမ်ကြီးကိုကြည့်ပြီးဓာတ်အိမ်နဲ့ဘယ်လိုတိုက်မှလဲဆိုပြီးစူးရင်နေပေမဲ့ဇက်လိုက်ကတော့ယုံကြည်မှုအပြည့်နဲ့ဒါဟာလောကမှာအကောင်းဆုံးလက်နက်ပဲလို့ပြန်ပြောပြီးနန်းတော်စင်ကြောင်လန်တိုင်းညီမလေးစီကိုအပြေးသွားပါတော့တယ်ညီမလေးဆာရာအသက်ရှင်နေသည်လားဆိုတာပဲသူ့စိတ်ထဲမှာရှိနေတာပါဆာရာအခန်းတကားကိုဝုန်းကနေခွက်လိုက်တဲ့အချိန်မှာတော့လာပါပြီးကျဲမာနေတဲ့ဆာရာလေးကပြုံးပြီးသူ့ကိုကြိုးစိုးနေတာကိုတွေးလိုက်ရပါတယ်ဇက်လိုက်ဟာဝမ်းသာလုံးလို့ဘာစကားမှမပြောနိုင်ပဲဆာရာကိုပြေးဖတ်လိုက်တာပေါ့ဆာရာကတော့သူ့ကိုဘာဖြစ်လို့ဒီလောက်ကတိအတင်းအကျပ်ဖတ်နေရတာလဲဆိုပြီးအံ့ဩနေကြတယ်ဇက်လက်ရဲ့မျက်လုံးထဲမှာတော့မျက်ရည်တွေစီးကျနေပြီးဒီတစ်ခါတော့မင်းကိုဘသူ့လက်ထဲမှာအပါမခံတော့ဘူးလို့စိတ်ထဲကနေဂရိထပ်တည်နေမိပါတယ်ဆာရာကတော့သူ့ကိုပြန်ပြီးနှစ်သိမ့်ပေးနေတာပေါ့ဒါပေမဲ့အဲ့ဒီလိုမောင်နှမနှစ်လောက်ကြည်နူးနေတဲ့အချိန်မှာပဲအခန်းထဲကိုလူယုံမှဇိမ်းရောက်ပြီးမျိုးမစစ်တွေတော်တော်လေးအစင်ပြေနေကြတာပဲလားလို့စော်ကားတဲ့လီတန်နဲ့ပြောလိုက်ပါတော့တယ်အခန်းထဲကိုဝင်းဝင်းကြွကြွနဲ့ဝင်လာတဲ့ဇိမ်းဟာဇက်လိုက်ကောင်လေးဘယ်ကိုကြည့်ပြီးတဟားဟားနဲ့လှောင်ပြောင်တော့တာပါပဲသူကမင်းနှက်ပြလေးခန့်ယူဝဲမှာဓားအိမ်ကြီးရခဲ့တယ်ဆိုတာငါကြားတယ်ဓားတောင်မပါတဲ့ဓားအိမ်ကလက်နက်မှမဟုတ်တာမင်းလိုအတော်မကျတဲ့အောက်တန်းစားနဲ့တော့ကွက်တီပဲလောက်ပြော်ပြီးစော်ကားလိုက်ပါတယ်ဇက်လိုက်ကတော့သူ့လက်ကိုကြစ်ကြစ်ပါအောင်စုပ်ထားရတယ်ဗျာအခုချက်ချင်းသာအဲ့ဒီလူယုံမာရဲ့ပါစက်ကိုထိုးခွဲပေးချခြင်းပဲမဲ့သူကအခွင့်အရေးတကြင်ပေးလိုက်ပါတယ်မင်းပြောခဲ့တဲ့စကားတွေကိုပြန်ရုပ်တင်လိုက်ပါလို့ဇက်လိုက်ကသတိပေးလိုက်တယ်ဒါပေမဲ့ဇင်းကတော့ပိုလို့တောင်မယိုင်းလာပြီးဇက်လိုက်ကိုထပ်မလန်စော်ကားလိုက်တာကြောင့်ဇက်လိုက်ကဘာမှထပ်မပြောတော့ပဲဇင်းရဲ့ဘိုက်ကိုအားအပြည့်နဲ့ထိုးချလိုက်ပါတော့တယ်အရင်ဘဝကနှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့အစွမ်းကြောင့်ဇင်းဟာနေလေစာတွေအန်ထွက်မတက်ဖြစ်သွားပြီးကျန်းဖြင်ပေါ်မှာခွေခွေလေးလဲကျသွားရတယ်ဇက်လိုက်ကငါညီမလေးစာရကိုထပ်ပြီးချိန်ချောက်မယ်ဆိုရင်ဒီထက်မကပိုဆိုးမယ်လို့အေးဆက်ဆက်တတိပေးလိုက်ပါတယ်ဇိမ်းဟာအရှက်ရပြီးဒေါသတွေပေါက်ကွဲလာကသူ့ရဲ့နတ်ဖျားလက်နက်ကိုစင့်ခေါ်လိုက်ပါတယ်ဒီနေရာမှာတခုရှင်းပြရတယ်ဒီကဘာကဖာလဒင်တွေမှာအဆင့်တွေရှိတယ်ဗျာနတ်ဖျားလက်နက်ရရချင်းမှာ level F မာနကိုလက်နက်ထဲထည့်သုံးနိုင်ရင် level E အထူးတိုက်ကွက်ဒီသုံးနိုင်ရင် level D အစရှိတဲ့ထင်အဆင့်ဆင့်တက်သွားတာပါဇင်းကသူဟာ level E အဆင့်ရှိတဲ့သူမို့လို့ဇက်လိုက်ကိုငါမင်းကိုမီးလောင်တိုက်သွင်းပြင်မယ်လို့ကြုံဝါလိုက်ပါတယ်ဇက်လိုက်ကစာရကိုဘဲကိုခတဖယ်ခိုင်းလိုက်ပြီးအာဗလွန်ကိုကိုက်ကဓားအိမ်ထဲကနေခါလီဘန်လွတ်ခေါ်တဲ့အလင်းဓားကိုဆွဲထုတ်လိုက်ပါတော့တယ်ဇိမ်းဟာအံ့ဩသွားပြီးဓားအိမ်ထဲမှာဓားမရှိရဘူးလေလို့အော်ပြောရင်းတိုက်ခိုက်ပေမဲ့ဇက်လက်ရဲ့အလင်းဓားကဇိမ်းရဲ့လက်နက်ကိုအလွယ်တကူပဲပိုင်းဖြတ်လိုက်ပါတော့တယ်ဇိမ်းဟာကြောက်လန့်တကြားနဲ့ကျမ်းပင်ပေါ်လဲကျသွားပြီးသူ့ကိုတတ်တော့မဲ့အလားချင်းကလာတဲ့ဇက်လိုက်ကိုကြည့်ကတကူလုံးတုံရင်နေပါတော့တယ်ဇက်လိုက်ပဲကသူ့ချီရင်မှာဝစတွင်းကျနေတဲ့ဇိမ်းကိုကြည့်ပြီးဘလို့လဲအခုမင်းကျေနပ်ပြီလားဒါမှမဟုတ်ငါ့ကိုဒူးတောက်ပြီးတောင်းပန်ချင်းသေးလားလို့အေးဆက်ဆက်အထက်နဲ့မေးလိုက်ပါတယ်ဇိမ်းဟာအရှုံးသမိုင်းကောင်းတယောက်ပြီးတက်စွာတဲ့စင်ချီတွေတန်းစီပေးပါတော့တယ်သူကငါ့ကိုမင်းကရှလဲစားတာပါမင်းမှာလက်နက်ရှိနေမှငါမှမထီတာတီးရင်ငါမင်းကိုတိုက်ခိုက်မှာမဟုတ်ဘူးလို့ပြောပါတယ်တကယ်တော့သူဟာတတိနဲ့လူကြောက်တယောက်ဖြစ်နေတာကိုဖုံးကွယ်ဖို့ကြိုးစားနေတာပါဒါပေမဲ့သူဟာအရှက်မရှိဘဲနဲ့ဘဲကိုဆက်ပြီးချင်းချောက်နေတာသေးတယ်ငါဒါကိုဘတော်မှမမိဘူးမင်းမှတ်ထားလိုက်လို့ပြောရင်းနဲ့သူဟာကြောက်လန့်တကြအခန်းထဲကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဘဲရဲ့တိုက်ခိုက်မှုကြောင့်ဇိမ်းဟာသူ့ရဲ့အောက်ခံပေါင်းကြီးတောင်မရှိတော့တဲ့အထိအရှက်တကွဲ့အကျိုးနဲ့ဖြစ်သွားရပြီးအရန်ကိုပြရခတ်နေတဲ့ပုံစံနဲ့ထွက်ပြေးသွားရပါတော့တယ်ဇိမ်းဟာအခန်းထဲကနေကြောက်လန့်တကြထွက်ပြေးသွားပေမဲ့ဘဲလ်ကတော့သူ့ကိုအလွယ်တကူလွှတ်ပေးလို့အစီအစဉ်မရှိပါဘူးသူတို့နှစ်ယောက်ကြားကကိစ္စကမပြီးသေးဘူးလေဘဲလ်ဟာဇိမ်းရဲ့နောက်ကိုတီတီငင်ငင်နဲ့လိုက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဘဲလ်ရဲ့လက်ထဲမှာအန်အောစရာကောင်းတဲ့အပြောင်းလဲတစ်ခုဖြစ်ပေါ်လာပြန်ပါတယ်အခုနဟာအသုံးပြုခဲ့တဲ့ဓားဟာပျောက်ကွယ်သွားပြီးသူ့ရဲ့လက်ထဲမှာမီးတောက်တွေမှုန့်ထုတ်နိုင်တဲ့ကြည်စံပစ်လက်နက် Ragnarok ဆိုတဲ့တနက်ကြီးပေါ်ထွက်လာပါတော့တယ်ဒါဟာမြင်နေရတဲ့သူတိုင်းအတွက်မယုံနိုင်စရာကိစ္စတစ်ခုပါပဲဘာလို့လဲဆိုတော့ဒီကဘာရဲ့စီးမြင့်အရာလူတယောက်မှာနတ်ဗျာလက်နက်တစ်ခုတည်းပို့ပြီးပိုင်ဆိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ရှားပါလုံးလို့ပါဘဲလ်ကတော့အဲ့ဒီအစွမ်းထက်လာတဲ့တနက်ကြီးကိုကျွန်းကျင်စွာကင်ဆောင်ပြီးထွက်ပြေးနေတဲ့ဇိမ်းကိုသူ့ရဲ့ပြစ်မှတ်ထဲမှာအတိအချာထဲသွင်းလိုက်ပါတော့တယ်ဘဲလ်ဟာထွက်ပြေးနေတဲ့ဇိမ်းကိုပြစ်မှတ်ထားပြီး Ragnarok တ
နတ်နဲ့တခြားတဲ့တိတိကျကျပြစ်လိုက်ပါတယ်ကြည်စံဟာဇင်းရဲ့မျက်နှာနာကနေတီတီလေးဖတ်သွားပြီးအရှိကနေရန်ကိုထိမှန်သွားပါတယ်ဇင်းဟာယုတ်တရက်ရပ်သွားပြီးသူ့ရှိကနေရန်မှာဖြစ်သွားတဲ့ကြည်စံရာအပေါက်ကြီးကိုကြည်ကတကူလုံးတုံရင်လာပါတော့တယ်သူ့အတွက်ဒါဟာလုံးဝကိုနားမလည်နိုင်တဲ့ကိစ္စပါအခုနာတင်ဓာတ်ကိုတုံးခဲ့ပြီးမှအခုတခြားလက်နက်တစ်ခုထက်တဲ့တနက်ကိုထပ်တုံးနေဆိုတာမထစ်နိုင်ဘူးလို့သူထင်နေလာပေါ့အဲ့ဒီအချိန်မှာဘဲလ်ကသူ့နားကိုချင်းကက်လာပြီးအေးဆက်ဆက်လေးသန်းနဲ့တတိပေးလိုက်ပါတယ်ဒါကိုဘယ်တော့မှမမေ့နဲ့စာရကိုနောက်တစ်ခါထပ်ပြီးရန်စားဖို့မကြိုးစားနဲ့တော့ဘဲလ်ကဆက်ပြီးတော့ချင်းချောက်လိုက်တာကဇိမ်းမှာဖြက်စီးစရာအောက်ခံပေါင်းကြီးတောင်မရှိတော့တာမို့လို့နောက်တစ်ခါထပ်မားခဲ့ရင်တော့သူ့ရဲ့နဖူးအလဲမှာကြည်စံအပေါက်ထစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ဇိမ်းဟာတေဘေးကိုကြောက်လန့်တကြားနဲ့သူ့အသက်ကိုကယ်ဖို့အတွက်အသေးသန်းထပ်ပြေးသွားရပါတော့တယ်ဇိန်တယောက်အသက်လူပြီးထပ်ပြေးသွားတဲ့နောက်မှာတော့ဘဲလ်ဟာသူ့ရဲ့နတ်ဖျားလက်နက်ကိုပြန်လဲသိမ်းဆီးလိုက်ပါတယ်ဒီဖြစ်ရတဲ့ခုလုံးကိုအစအဆုံးစောင့်ကြည့်နေခဲ့တဲ့ညီမလေးဆာရာကတော့အန်အောလုံးလို့မြင့်တက်နေရှာတယ်သူမဟာဘေးကိန်းသွားပြီးဖြစ်တယ်လို့သူမရဲ့အကိုဘဲလ်ဟာတလောက်အထိအစွမ်းထပ်နေလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူးဆာရာကစိတ်လှုပ်ရှားစွာနဲ့အခုနလက်နက်တွေကအကိုရဲ့နတ်ဖျားလက်နက်တွေလားလို့မေးတဲ့အခါမှာတော့ဘဲလ်ကသူမကိုပြုံးပြီးကြည့်လိုက်ပါတယ်သူကငါအရင်ကတည်းကပြောခဲ့တာပဲအားလုံးကိုငါလက်ထဲမှာပဲထားလိုက်ပါလို့ပြန်ပြောပြီးသူမကိုစိတ်အေးအောင်နှစ်သိမ့်ပြလိုက်ပါတယ်ဆာရာကတော့သူမအကိုရဲ့ပုံစံကိုတကယ်ကိုမိုက်တယ်လို့ထင်နေမိတာပေါ့ဘဲလ်ရဲ့စိတ်ထဲမှာတော့တခုတည်းသောရည်မှန်းချက်ရှိပါတယ်အဲ့ဒါကတော့ဆာရာရဲ့လာပတဲ့အပြုံးလေးကိုဆက်လက်ကာကွယ်ပေးဖို့ပါပဲသူဟာအတိတ်ကလိုအရှုံးမပေးတော့ပဲညီမလေးအသက်ဘဒုကိုမှဆိုရင်ဆိုင်သွားမယ်လို့စိတ်ထဲကနေခိုင်မာစွာဂတိသက်စာပြုလိုက်ပါတော့တယ်တစ်ဖက်မှာတော့အဆက်တကွဲဖြစ်သွားတဲ့ဇိမ်းဟာသူ့ရဲ့အဖေဖြစ်သူဂျုကစီကိုအပြေးအလွှားသွားခဲ့ပါတယ်သူဟာဂျုကကြီးရှေ့မှာဒူးထောက်ပြီးသူဟာဘဲလ်ရဲ့လက်ချက်ကြောင့်ခွေးတကောင်လိုအဆက်ခွဲခံရကြောင်းအဆက်တကွဲဖြစ်ခဲ့ရကြောင်းကိုငိုယိုပြီးတိုင်တန်းပါတော့တယ်ဇိမ်းကဘဲလ်မှာနဖျားလက်နက်တွေအများကြီးရှိနေရဟာပုံမှန်မဟုတ်ဘူးလို့ဂျုကိုသတိပေးပါတယ်ဘဲလ်ဟာမကောင်းဆိုးဝါးဘီဇိုဘပ်နဲ့ပဋိညင်ထားတာဖြစ်ရမယ်အဲ့ဒါကြောင့်သူ့ကိုဒီအိမ်တော်ကနေချက်ချင်းနှင်းထုတ်ပြရမယ်လို့ဇိန်းကမနာလိုစိမ့်နဲ့ဂုံချောစကားပြောပါတယ်ဒါပေမဲ့ဂျုကကြီးကတော့ဇိန်းရဲ့စကားတွေကိုနားထဲတောင်မထဲပါဘူးသူ့ရဲ့သားဘဲလ်ကလက်နဲ့မျိုးစုံကိုကိုင်ဆောင်နိုင်တဲ့အစွမ်းထက်တဲ့အမွေခံတယောက်ဖြစ်လာနိုင်ခြေရှိတာကိုပဲသူကပိုပြီးစိတ်ဝင်စားနေတာပါဂျုကကြီးဟာဇိန်းကိုလုံးဝလစ်လျူရှူပြီးသူ့ရဲ့ရာဇာဘူလန်ဘောကနေထားရလိုက်ပါတယ်ဇိန်းကအဖေဘယ်သွားမလို့လဲလို့လှမ်းမေးခဲ့အခါမှာတော့ဂျူကြီးကငါဘဲလ်ကိုသွားတွေ့မလို့ဒါတွေကတကယ်ပဲလားဆိုလားငါမျက်စိနဲ့ကိုယ်တိုင်စစ်ဆေးရမယ်လို့ဖြေကြားပြီးထွက်ခွာသွားပါတော့တယ်စားတော့ကဲဂျူကြီးကတွတ်စီကိုလာနေပြီဆိုတာကိုမသိသေးပဲဘဲလ်ကတော့တိုက်ပွဲအပြီးမှာအတော်လေးကိုပင်ပန်းနွမ်းနယ်နေရှာပါနဲ့သူဟာဇိန်းကိုနိုင်အောင်တိုက်နိုင်ခဲ့တဲ့ဆိုပေမဲ့လက်ရှိသူ့ရဲ့ခန္ဓာကိုယ်ကကလေးအရွယ်ပဲရှိသေးတာဖြစ်လို့အကန့်အသတ်တွေရှိနေတာပါအထူးသဖြင့်နဖျားလက်နက်တွေကိုအသုံးပြုဖို့လိုအပ်တဲ့မာနစွမ်းအင်တွေကိုသူကကျွမ်းကျွမ်းကျင်ကျင်မထိန်ချုပ်နိုင်သေးပါဘူးအခုနဇိန်းကိုတတိဖေးတဲ့အနေနဲ့ပြစ်လိုက်တဲ့တနတ်ချဟာတကယ်တော့မီးတောက်တွေအရှင်အဟုန်ညက်ထွက်လာရမှာထပ်ပေမဲ့ဘဲလ်ကစွမ်းအင်ကိုအပြည့်အဝမသုံးနိုင်သေးတာကြောင့်ဒီနေရာမှာစားသားလေးပြတ်သွားခဲ့ပါနဲ့ဘဲလ်ဟာသူ့ရဲ့အစွမ်းတွေကိုပြန်လဲစူးစီးပြီးနောက်ထပ်ရောက်လာမဲ့စိန်ခေါ်မှုတွေအသာပြင်ဆင်နေရပါတယ်သူ့အဖေဒျုကကြီးကဘဲလ်ရဲ့အစွမ်းတွေကိုကိုယ်တိုင်စစ်ဆေးဖို့ရောက်လာတော့မှဖြစ်လို့အဖေနဲ့သားသားကတင်းမာတဲ့ထိတ်တိုက်အသွေးဆုံမှုကမကြခင်မှာထစ်လာတော့မှပဲဖြစ်ပါတယ်